တကဘာကြီးတဲ့လူလာဖြစ်တဲ့တင်ငါခဏတန်လေးမှာစက်ကြောင်လာကြီးနေတာရှင်ကိုရောမထင်ရှားပွားပါလေတတဘွားခီးတဲ့မြစ်ဖြတ်တန်းလို့တင်ကြသမျှအရာတွေမှာဒုက္ခနဲ့တွေ့ရင်ဆိုင်ဖို့အတွက်အင်အားများပါစေဟိုမှာကြည်စက်ွယ်ပန်းဝင်လေးတွေဝင်ကြွလာပါနေညုံငယ်ချင်းရောက်တော့အပင်ဖြန်းနာကကြွေကိုရောဟာတင်မြလက်မှာဝတ်တွားရမှမတွေ့ကိုယ်သာရင်သွားရပါစေကိုမရှိတော့တဲ့ကဘာထဲမှာမင်းဟာကျင်သားရပါစေကိုယ်လူကြီးကျဲလေးကိုကြော်လုံးကပြီးတော့ပင်လဲကိုဖြတ်ပြန်လို့သမုတ်ပြတယ်လင်းကြီးကျဲလေးစုံမုံတိုင်းကိုတိုးပြီးတော့ကိုတောင်ပန်းတွေကစုပ်ဖွာကျဲကောင်းငုံကလွတ်တောင်းမတိုးရှိုးရတယ်မလုပ်ပါနဲ့လို့ကဘာမြေရတာဘလို့ဒုက္ခငရဲဒီကျဲအမောင်ရနေတဲ့ပြုတ်ကြခဲ့တဲ့ဥက္ကကဲအားလုံးဟာမိုးလောက်ပါပြီတိတ်ခါတွေကောက်ဆရာမရှိပခုံးကြောင်စရာခီးကရာကိုလှုပ်ချခဲ့ပြီးနောက်ကိုပိုင်ဆိုင်တာဆိုလို့လက်ရှုံးပေါင်ရချီတေးရပါချော်မာတွေအုံတော်မှာညီဝလုံးကောင်းရှာပြီးတာရတဲ့လာစင်ရဧပြီနေ့ရက်တွေကပြည့်ထွက်လာပြီးနောက်မင်းဝင်ကလွဲပြီးတဲ့ပေါင်းစရာမရှိလူရဘလို့များလဲချီရလို့မင်းစီမှာကောင်းဖို့ပြီးငိုရတဲ့ဖြစ်ကိုတိဆောက်ခဲ့တဲ့မြကိုပြန်ဖြိုချခဲ့ပြင်မဲ့ကိုမီကိုပြန်ပြီးညိုရတဲ့ခက်တဲ့မှာမင်းကိုပြန်ရခဲ့တာဒါဖျားသခင်တခုတည်းတော့တနာကျင်တာမှုပဲတခြားတစ်ပါးသူလက်ထဲတော့မထားချင်ပါဘူးရဲ့ဒါကြောင့်ပဲကိုကချောင်းကလူခဲ့တယ်ကိုမကမင်းမရှိတာသူတို့မှကရွေးချယ်စရာအများကြီးပဲနေမှာတန်ရောစင်နေထားမိခဲ့လေသူများပြန်ဆွတ်လို့ဖို့ဆိုတော့လည်းအားမရှိတဲ့နေထားပါဝါဒနီနဲ့နေရချစ်ချင်းမြတ်တာကိုတော့မင်းစီကလည်းတခြားနည်းနဲ့မဖွေရှာမျက်ရည်မိုးတွေအတားဆီးနဲ့ကြွေကြလာအဲ့လိုကိုရိုးရခါတီးတဲ့နေများမှာကပရဲ့အမှောင်ချမ်းရောက်ရင်တော့မင်းလည်းနေတဲ့မြင်ဖို့လောင်ကျွမ်းပြနေမယ်သူ့ကိုချစ်ခဲ့ဆုံးလဲချစ်ခဲ့ဆုံးလဲမေးလိုက်မင်းနဲ့ပဲခုဒီကြောင်တန်းထဖြစ်တဲ့မိတ်တီလာကလောနဲ့အောင်ပန်းကနေရောင်ရွှေမျိုးတစ်ဝိုက်ကတောင်တန်းလာတယ်ပေါ်မင်းနဲ့တွေ့ပြီးနောက်တစ်ခေါက်ရှောင်စမ်းမရသေးကိုလိုတူနေမှုထောင်းနှခမ်းဝါရီကိုကနောင်လာများစွာတဲဖို့ရင်းနဲ့လူပွားကြီးလေကိုစံစားခဲ့တဲ့များနာချီခဲ့တဲ့များဘသူမှမသိလေဒီလူစုပမာချေဟာရက်ဒီကိုကရှိမြဲဒါတမှုတွေရနဲ့ချီတဲ့နယ်ကိုအော်ဟစ်ခဲ့တဲ့များနိုင်ချင်းခဲ့တဲ့များတူဆောင်နေစေကိုဖတ်ထားခဲ့တဲ့ချစ်ချင်းတရားကိုခုမှသိတယ်ဒီကဘာကြီးထဲမှာတက်ရှိရတာမထူရသေးတယ်မင်းကိုတဆုံရှုံရရင်ယူရကြီးရဲ့ကိုယူရကြီးရဲ့ယူရကြီးရဲ့ကိုမြစ်ပတ်ကမ်းမျိုးကနေထိုင်ပြီးတွေ့ခဲ့မိဒီအိမ်ပြန်လန်းရဘလောက်မိုင်းဖြီးဝဲမလဲမသိဘသူနဲ့မှရှင်ပြိုင်ပြီးမရွေးနဲ့တော့တခုခုဆိုဘဲမှာကွိုင်းဒီလေးပဲရှိတာကြောက်စိတ်တွေအလွန်ကဲပါချီဒီလူဟာတိတ်တည်းနုံထဲမှာနေနေဘာကမှမချင်ရစရာနှစ်တွေမှာမရှိလို့ပြောစရာတွေတူတွဲကရက်ခွေနောင်လာရမှာတက်တရသားနဲ့ဘူတာမာပြီးသွားရမိရထားငယ်အခက်ခဲကြုံလာတော့တက်ပြီးတကယ်အားနဲ့မင်းမရှိတော့လူတွေလည်းမမျက်စိတည်းနားတည်းတိုက်ခန်းလေးတစ်ခုထဲမှာမနဲ့ထီလက်ကားတယ်ငါတို့တောင်ပေါ်ရွာလေးတွေကိုလည်းပတ်ကြည့်ရကြတယ်အထီးကျန်တော့နဲ့မင်းတို့အဖို့ဆိုပြီးခွေးလေးတစ်ကောင်ပေးခဲ့တာရောမှတ်မိရမလားကွယ်ဘဝတွေမပြတ်တော့ဖပတ်ကချက်တဲ့ဂျာကကိုကတီထောင်နေရတော့တခါတလေလည်းကိုယ်တန်မရရမှုန်တိုင်းတစ်ခုလုံးနေအောင်နေထားကြော်ဒီတန်ရောစင်ဒီမြစ်တာတွေဟာဒီကဘာမြေဆုံးထိကိုချီနှောင်စေသားပေါ်ငါတို့အသက်တွေမမအောင်ရှင်ရတော့တန်ရထဲမှာဘယ်ဘဝရရောက်ငါနာနာကကြီးကြောင်နေကြတော့ဒါငါမင်းကိုချစ်ခဲ့သမျှငါဘဝတစ်လျှောက်လုံးစာဖွက်ထားသမျှတွေပဲမင်းသိတဲ့တိုင်းပဲပေါ်ချီဖတ်ဟာရင်ဘက်ကမပါပဲပါစဖျားကနေမကြွယ်နောက်ဆုံးတနေ့မှာငါတို့နှစ်ယောက်တယောက်ကိုတယောက်ပြန်လည်ကိုပြတ်သားရလိမ့်မယ်ငါမင်းကိုစိတ်ချလက်ချလို့ဒီကဘာကြီးတဲ့ကနေထွက်သွားပါစေကွယ်အားလုံးချင်းလေးတစ်ပေါကိုဖန်တီးပေးခဲ့တဲ့ဘိုးကိုစောင်းဝိုင်းတီးတင်များတည်လို့ကျဲများတည်စေကွယ်မင်းကလာဆုံးချင်းလေးတစ်ပေါကိုဖန်တီးပေးခဲ့တဲ့ဆောင်းခုံငါများတဲ့ဒီချစ်ချင်းတရားကိုခံစားမိလိမ့်မယ်မင်းကလာဆုံးချင်းလေးတစ်ပေါကိုဖန်တီးပေးခဲ့တဲ့ဘိုးကိုစောင်းဝိုင်းတီးတင်များတည်လို့ကျဲများတည်စေကွယ်မင်းကလာဆုံးချင်းလေးတစ်ပေါကိုဖန်တီးပေးခဲ့တဲ့ဆောင်းခုံငါများတဲ့ဒီချစ်ချင်းတရားကိုခံစားမိလိမ့်မယ်
များစွာတဲဖို့ရင်နဲ့လူဘွားကြီးလေကိုစွန်စားခဲ့သည်များနာချီခဲ့သည်များဘယ်သူမှမသိလေဒီလူစုပတ်မှချစ်ဟာရက်ဒီတကူတကရှိမြဲရဲ့ဒါသမှုတရားနဲ့ချီတဲ့ຫນွေကိုအော်ဟစ်ခဲ့သည်များနိုင်ချင်းခဲ့သည်များတူးဆွမ်းမိစေကိုဖွက်ထားခဲ့တဲ့ချစ်ချင်း